ကိုရင်ကလေးတွေများအထင်မသေးနဲ့နော်လောင်းညာနောက်ဘာဖြစ်မယ်မပြောနဲ့ရှင်အာနန္ဒာရဲ့တပည့်ကြီးမြတ်စွာဘုရားလက်ထက်ကရှင်အာနန္ဒာကကိုရင်လေးတွေမွေးထားဘုရားပြိဋိဘံဆံပြီးတော့အဲ့ဒီကိုရင်လေးတွေကယဟန်ဖြစ်ရှင်အာနန္ဒာကပိဋကသုံးပုံသင်ပေးထားရှင်အာနန္ဒာဒီအသက်ဘယ်လောက်ရှည်တယ်လို့ကြားဘူးလဲ120မြတ်စွာဘုရားတဲ့နှစ်40မပိုဘူးလားအေးအဲ့ဒါနှစ်40ကာလပတ်လုံးဒီကိုရင်9ပါးကိုသေသေးချာချာရဟန်းဖြစ်ပြီးတော့ညဖြစ်အောင်လုပ်ပြီးတော့ပိဋကသုံးပုံသင်ပေးထားအဲ့ဒီအာနန္ဒာရဲ့တပည့်ကြီးတွေကဒုတိယသင်္ဃာနာမှာခေါင်းဆောင်ကြီးတွေလာဖြစ်တာကိုရင်မွေးတဲ့အဓိပ္ပာယ်ကတိတ်အဓိပ္ပာယ်ရှိကိုရင်ကလေးတွေများအထင်မသေးနဲ့နော်လောင်းညာနောက်ဘာဖြစ်မယ်မပြောနိုင်ညာနေသရငယ်ငယ်တုန်းကဒီကနေ့မုတ်တမဖို့ဝယ်စားပေးရင်မနေ့ပြင်ကတမူဖို့ပဲစားနိုင်မုတ်ဝယ်စားတဲ့သဘောလေးနဲ့နားလဲအောင်ပြောအာကုတော်မနေတိရကုစရောကြီးပါညာဒီလိုဖြစ်လာနော်အထင်မသေးနဲ့ကိုရင်ကလေးတွေထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်တွေအဲ့ထက်အတွက်အဲ့တော့ပေးလိုက်တော့ရှင်အာနန္ဒာရဲ့တပည့်ကြီးအသက်100ကျော်ကိုတော်ကြီးတွေနော်ဒုတိယသင်္ဃာနာမှာကားတဲ့ကောင်းဆောင်ကြီးတွေဖြစ်ပြီးတော့